တကယ်လို့သာကမ္ဘာအကြီးဆုံးတိုင်းပြည်ကသူတို့အတွက်နယ်မြေနဲ့အာဏာထက်လိုအပ်သေးတယ်လို့ဆုံးဖြတ်လိုက်မယ်ဆိုရင်ဘာတွေဖြစ်လာပါမလဲဒါဆိုရင်တော့စစ်ပွဲတွေပဲဖြစ်လာပါလိမ့်မယ်ရုရှားအခုလက်ရှိမှာယူကရိန်းကိုကျူးကျော်တိုက်ခိုက်လျက်ရှိနေပြီးနျူကလ িয়ার လက်နက်3လောက်တဲ့အထိဖြစ်လာနိုင်တာကိုလည်းကျွန်တော်တို့အားလုံးအသိပဲဖြစ်ပါတယ်နောက်ပြီးနျူကလ িয়ার တော်ပီဒို6စင်းပါဝင်တဲ့ရုရှားနျူကလ িয়ার ရင်ငုတ်သင်္ဘောပိုဆိုက်ဒန်ဟာနေတိုးရေဒါတွေထဲကနေပျောက်ကွယ်သွားလို့စောင့်ကြည့်သူတွေစိုးရိမ်နေတယ်လို့ပြီးခဲ့တဲ့အပတ်ကပဲသတင်းတွေတက်လာခဲ့ပါသေးတယ်ဖင်လန်နယ်စပ်အနီးမှာလည်းရုရှားပုံကျဲလေယာဉ်တွေရဲ့ပုံမှန်မဟုတ်တဲ့နေရာရောက်ရှိမှုတွေကိုအစ္စရေးထောက်လှမ်းရေးအရာရှိတွေကရှာဖွေတွေ့ရှိခဲ့တယ်လို့ Jerusalem Post ကရေးသားဖော်ပြခဲ့ပါသေးတယ်ဒါ1962ခုနှစ်ကကျူးဘာဒုံးကျည်အကြက်တဲကာလကိုအမှန်ရစေပါတယ်အဲဒီတုန်းကကျူးဘာနိုင်ငံမှာအထိုင်ချမဲ့ဒုံးကျည်တွေကိုတင်ဆောင်လာနေစဉ်ဆိုဗီယက်ရုရှားကလန်တဝက်ကလှည့်ပြန်ရုပ်သိမ်းသွားခဲ့လို့ဒီအကြက်တဲကပြီးဆုံးသွားခဲ့တာပါနောက်ပြီးရုရှားသမ္မတပူတင်ကလည်းရုရှားမှာနေတိုးထက်တာလွန်ခင်မိတဲ့လက်နက်နျူကလ িয়ার ပါဝါတွေရှိတဲ့ရုရှားနိုင်ငံကိုကာကွယ်ဖို့အတွက်ဒါတွေကိုအသုံးပြုဖို့ရုရှားအနေနဲ့တွေ့ဝေမှုံဝါးနေမှာမဟုတ်ဘူးဆိုပြီးပြီးခဲ့တဲ့ရက်တွေတုန်းကသူ့ရဲ့ရန်သူတွေကိုတတိပေးထားတာကိုကျွန်တော်တို့အားလုံးပဲသိကြပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ရုရှားဟာယူကရိန်းပေါ်နျူကလ িয়ার လက်နက်သုံးလာခဲ့ရင်ဘာတွေဖြစ်လာမလဲနဲ့နောက်ထပ်သူတို့ရဲ့အနေအရှိဆုံးလက်နက်ကဘာဖြစ်နိုင်မလဲဆိုတာတွေကိုဒီနေ့ဗီဒီယိုမှာကျွန်တော်တို့လေ့လာရမှာပဲဖြစ်ပါတယ်ခင်ဗျာရုရှားနိုင်ငံဟာကမ္ဘာလူနေမှုမျက်နှာပြင်ရဲ့ရှစ်ပုံတစ်ပုံလောက်ကိုနေရာယူထားပါတယ်ဒါအပြင်လက်ရှိမှာရုရှားဟာသူ့ရဲ့ဥရောပအိန္ဒိယနိုင်ငံတစ်ခုကိုမျက်စိကြားနေပါတယ်အဲဒါကတော့အားလုံးသိတဲ့အတိုင်းယူကရိန်းနိုင်ငံပါပဲတမိုင်းစင်ဆက်ရရုရှားနဲ့ယူကရိန်းကြားမှာပြိပခါတွေရှိခဲ့ပါတယ်2014ခုနှစ်တုန်းကဆိုရင်ရုရှားဟာယူကရိန်းကျွန်းဆွယ်တစ်ခုဖြစ်တဲ့ခရိုင်မီးယားကိုသိမ်းပိုက်ခဲ့ပူပါတယ်အဲဒီနောက်မှာတော့သူဟာယူကရိန်းနိုင်ငံရဲ့အရှေ့ဘက်ခြမ်းမှာရှိတဲ့တိကျလက်နက်ကန်တစုကိုသူဟာလက်နက်ထောက်ပံ့ပေးထားပါတယ်လက်ရှိမှာရုရှားဟာယူကရိန်းနဲ့နေတိုးဖွဲ့တို့တင့်မြတ်နေကြတာကိုမနှိမ့်မြူပါဘူးသူကနေတိုးဖွဲ့ကိုဥရောပအရှေ့ဘက်ကနေမောင်းထုတ်ခြင်းနေပါတယ်ရုရှားနိုင်ငံဟာနေတိုးဖွဲ့ဝင်နိုင်ငံတစ်ခုမဟုတ်ပေမဲ့လည်းကမ္ဘာအင်အားကြီးဆုံးစစ်တပ်တွေထဲကတစ်ခုကိုပိုင်ဆိုင်ထားတဲ့နိုင်ငံကြီးတစ်ခုအနေနဲ့ရုရှားဟာလည်းသူစိတ်ကြက်လုပ်လို့ရတယ်လို့ထင်ကောင်းထင်နေလေအောင်ပါဟုတ်ပါပြီဒါဆိုရင်နည်းနည်းလောက်နောက်အကြောင်းပြန်လိုက်ကြရအောင်ပါနေတိုးဖွဲ့ကဘာလဲဆိုတော့ဒီမှာတချို့မသိတဲ့သူတွေလည်းသိချင်နေလောက်မှာပါနေတိုးအဖွဲ့ဆိုတာကတော့မြောက်အတ္တလန္တိတ်စာချုပ်ဖွဲ့စည်းဖြစ်ပြီးလက်ရှိမှာတော့အမေရိကန်ကနေဒါနယ်သာလန်နဲ့အင်္ဂလန်နိုင်ငံတို့အပါအဝင်အဖွဲ့ဝင်နိုင်ငံပေါင်း30ကျော်ရှိတဲ့အဖွဲ့အစည်းပဲဖြစ်ပါတယ်နေတိုးဖွဲ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့နဲ့အဖွဲ့ဝင်ဘယ်နိုင်ငံကိုမှနိုင်ငံတကာစစ်တပ်တွေကနေဝင်ရောက်ကျူးကျော်ခြင်းမပြုနိုင်ဘူးပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ယူကရိန်းစီကနေခရိုင်မီးယားကိုရုရှားကယူသွားတဲ့အချိန်တုန်းကလိုမျိုးပါပဲလက်ရှိမှာတော့ယူကရိန်းဟာနေတိုးဖွဲ့ဝင်နိုင်ငံတစ်ခုမဟုတ်သေးပေမဲ့အဖွဲ့ဝင်ဖြစ်ဖို့အတွက်စိတ်ဝင်စားနေတာကိုတွေ့ရပါတယ်ဒါရုရှားသမ္မတဗလာဒီမာပူတင်ကိုရည်တမအေးဖြစ်စေပါတယ်နေတိုးဖွဲ့ဟာယူကရိန်းစစ်တပ်ကိုလေ့ကျင့်ပေးနေပြီးတချို့အဖွဲ့ဝင်နိုင်ငံတွေကယူကရိန်းကိုလက်နက်အားဖြင့်ကူညီနေကြကြတဲ့ကပူတင်ဟာအနည်းငယ်ထိတ်လန့်နေပါပြီအဲအကြောင်းသူကနီလန်ကောက်တစ်ခုကိုတုံးဖို့ဆုံးဖြတ်လိုက်ပြီးအခုလိုယူကရိန်းနိုင်ငံစီကိုစစ်ပွဲတစ်ခုစတင်တည်ဆောင်လာပါတော့တယ်လက်ရှိမှာတော့ကာကွယ်ရေးရန်ပုံငွေဒေါ်လာ42ဘီလီယံနဲ့အတူရုရှားဟာသူ့ရဲ့စစ်တပ်စီကိုပတ်စံတွေပုံအော်ထားပါတယ်ရုရှားစစ်တပ်မှာတပ်သားပေါင်း3.5တန်းနဲ့တင်ကားပေါင်း13000စီရရှိပါတယ်ကမ္ဘာပေါ်မှာရှိတဲ့ဘယ်တိုင်းပြည်ကမှဒီလောက်များများဆဆကြီးရှိမှာမဟုတ်ပါဘူးရုရှားမှာလက်နက်တပ်ရင်အစီးပေါင်း28000ကျော်အပြင်အမြောက်ရင်ပေါင်း4465စီးကျော်နဲ့ကမ္ဘာပထမအဆင့်ကိုရရှိထားပါတယ်ဒါအပြင်ရုရှားမှာစိတ်ပူစရာနျူကလ িয়ার လက်နက်အများအများလေးရှိပါသေးတယ်အဲဒီနျူကလ িয়ার လက်နက်တွေကတော့စုစုပေါင်း6259ခုပါအဲဒီထဲမှာပြစ်ခတ်ဖို့အတွက်အဆင့်သင့်ဖြစ်နေတဲ့နျူကလ িয়ার လက်နက်ကတော့2000ကျော်လောက်အထိရှိပါတယ်ဒါတွေကိုလေရင်ရင်ငုတ်သင်္ဘောအမြောက်တွေနဲ့ပြစ်လို့ရပါတယ်ဒါပေမဲ့ရုရှားဟာတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်မယ်ဆိုရင်မြေပြင်ပေါ်ကနေလည်းဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ပထမဆုံးအနေနဲ့လေကြောင်းကနေစတင်တိုက်ခိုက်လာပါလိမ့်မယ်ဒါရီယာလျက်စစ်တပ်အားပေးယုံတွေတရားတွေမိရထားလန်းတွေကိုပျက်စီးစေပြီးတိုက်ခိုက်ခံရတဲ့တိုင်းပြည်ရဲ့စီးပွားရေးစနစ်ကိုပုံပုံလဲသွားစေပါလိမ့်မယ်ဒါအပြင်ရုရှားရဲ့ရေတပ်ကလည်းရှင်ပြိုင်လို့မရနိုင်တော့ပါဘူးသူတို့ရဲ့ကန်ယူတန်းမှာကန့်ကတ်ထားတဲ့နျူကလ িয়ার ရင်ငုတ်သင်္ဘောတစ်ခုတည်းနဲ့တင်သူတို့ကိုတိုက်ခိုက်ဖို့စဉ်းစားနေတဲ့ဘယ်သူမှမဆိုလန့်သွားစေပါဘူးဒါလည်းတေချာပေါက်ဘယ်တိုင်းပြည်ကိုသူအမှန်တကယ်ပြစ်မှတ်ထားတယ်ဆိုတဲ့အချက်ပေါ်မှာမူတည်နေပါတယ်တကယ်လို့ရုရှားသာယူကရိန်းကိုနျူကလ িয়ার သုံးပြီးတိုက်ခိုက်လာတော့မယ်ဆိုရင်နေတိုးဖွဲ့ကတေချာပေါက်အကြီးလေးတဲ့တံပြန်တိုက်ခိုက်မှုတွေကိုပြုလုပ်လာပါလိမ့်မယ်နောက်ပြီးယူကရိန်းမှာလည်းနျူကလ িয়ার လက်နက်တွေရှိနေတာအားလုံးအသိပါပဲယူကရိန်းနိုင်ငံရဲ့နျူကလ িয়ার လက်နက်စုစုပေါင်းကတော့3000ကျော်လောက်အထိရှိပါတယ်နောက်ထပ်ရုရှားမှာလည်းသူ့ကိုယ်ပိုင်မဟာမိတ်တွေရှိပါတယ်ရုရှားအစုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့အစည်းတို့မဟုတ် CSTO ရဲ့အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီးသူတို့ကတော့ဆိုဗီယက်ပြည်နယ်ဟောင်း6ခုရဲ့နေတိုးလိုမျိုးမဟာမိတ်ပြုထားတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။အဲဒီအဖွဲ့ဝင်တွေမှာတော့ကျူးဘားနိုင်ငံလည်းပါဝင်ပါတယ်။တကယ်လို့များအရာအလုံးဟာမှန်းထားတဲ့အတိုင်းဖြစ်လာခဲ့မယ်ဆိုရင်ရုရှားစစ်တပ်အတွက်ကျူးဘားဟာအတိအကစစ်စခန်းချရာနေရာတစ်ခုဖြစ်လာနိုင်ပါတယ်။ဒီနေရာမှာနောက်တစ်ချက်သတိထားရမှာကတော့ကမ္ဘာကြီးကရုရှားယူကရိန်းစစ်ပွဲကိုပဲအာရုံစိုက်နေတဲ့အချိန်အတွင်းမှာနောက်ထပ်နျူကလ িয়ার ချင်းချောက်မှုကလည်းရှိနေသေးတယ်ဆိုတာပါပဲ။
အဲဒါကတော့မြောက်ကိုရီးယားနိုင်ငံရဲ့တောင်ကိုရီးယားနိုင်ငံပေါ်နျူကလ িয়ার ချင်းချောက်မှုအန္တရာယ်တွေပဲဖြစ်ပါတယ်ဒီလအတွင်းမှာပဲမြောက်ကိုရီးယားဟာဂျပန်လေပိုင်နက်အထက်ကိုကျော်လွန်ပြီးဒုံးကျည်တစ်စင်းပစ်ခတ်စမ်းသပ်ခဲ့တယ်လို့လောလောလတ်လတ်ပစ်ခတ်ထားတဲ့ဒုံးကျည်တွေဟာနျူကလ িয়ার ထိပ်ဖူးတက်ဆင်နိုင်တဲ့အမျိုးအစားတွေလို့အတည်ပြုနိုင်ခဲ့ပါတယ်နောက်ပြီးမြောက်ကိုရီးယားအစိုးရမီဒီယာ KCNA ကဒီလထဲမှာစစ်တပ်ရဲ့ဒုံးကျည်ပစ်ခတ်မှုတွေဟာရန်သူနိုင်ငံရဲ့စစ်ရေးပစ်မှတ်တွေကိုနျူကလ িয়ার နဲ့တိုက်ခိုက်ချေမှုန်းတဲ့ပုံစံမျိုးတရုတ်တူလေ့ကျင့်ခဲ့တာလို့ပြောထားပါတယ်KCNA ရည်ညွှန်းတဲ့ရန်သူနိုင်ငံဆိုတာနေဆက်ချင်းထိစပ်နေတဲ့တောင်ကိုရီးယားနိုင်ငံကလွဲလို့တခြားမရှိပါဘူးဒီတော့တကမ္ဘာလုံးကရုရှားယူကရိန်းအရေးကိုပဲအာရုံစိုက်နေချိန်မှာမြောက်ကိုရီးယားကသူ့လို့သူဆက်လုံးရင်းနဲ့ပိုပြီးရန်လိုလာပိုပြီးခါတိမှုတွေပြသနေတာကိုတွေ့ရပါတယ်အဲ့ဒီအခြေအနေကိုစောင့်ကြည့်လေ့လာနေသူတချို့ကလည်းကင်မဟာရုရှားသမ္မတပူတင်ကိုအတူယူနေသလားဆိုတာမျိုးမေးခွန်းထုတ်လာကြပါတယ်ဒါကြောင့်ယူကရိန်းမှာသွေးမြေကျဖြစ်စဉ်တွေလက်တွေ့ပေါ်ပေါက်နေတာကြောင့်ပူတင်ရဲ့ချိန်ချမှုကပေါ်ပြီးစွန့်ရင်တင်တာမှန်ပေမဲ့ကင်ရဲ့ခြေလမ်းတွေကိုလည်းလုံးဝအုပ်တုံညံ့နာလွှဲထားလို့မရပါဘူးနောက်ပြီးရုရှားသမ္မတဗလာဒီမာပူတင်ဟာသူ့ကွယ်လွန်ချိန်မှာကမ္ဘာကြီးကိုပါခေါ်ဆောင်သွားလို့ပြီးယူကရိန်းမှာနီးပြူဟာမြောက်နျူကလ িয়ার လက်နက်တွေအသုံးပြုဖို့ဆုံးဖြတ်ချက်ကိုလည်းချထားပြီးဖြစ်ကြောင်းပူတင်ရဲ့ကျန်းမာရေးဆိုင်ရာချွန်ရင်မှုကိုစောင့်ကြည့်နေတဲ့ကျွမ်းကျင်ပညာရှင်တဦးကပြောကြားခဲ့ပါသေးတယ်အခုချိန်မှာယူကရိန်းတပ်တွေရဲ့တံပြန်ထိုးစစ်အားကောင်းလာချိန်မှာပူတင်ကရုရှားနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါမှုတွေရှိလာရင်ပိုင်ဆိုင်သမျှအရင်းမြစ်အလုံးကိုထုတ်သုံးပြီးတွန်းလှန်ကာကွယ်သွားမယ်လို့ပြောခဲ့ပူပါတယ်။တနည်းအားဖြင့်ဒါဟာနျူကလ িয়ার လက်နက်တွေပါသုံးမယ်ဆိုတဲ့အတိတ်ပဲပါပဲ။လောလောဆယ်မှာမြောက်ကိုရီးယားအစိုးရမီဒီယာတွေရဲ့အပေါ်ကလည်းပူတင်ရဲ့စကားတွေနဲ့အတိတ်ပဲကွာဟချက်ကြီးကြီးမားမားမရှိပါဘူး။အဆုံးသတ်အနေနဲ့ပြောရရင်တော့နိုင်ငံတကာနိုင်ငံကနျူကလ িয়ার ခလုတ်ကိုစနှိမ့်လိုက်ပြီးဆိုတာနဲ့ကမ္ဘာကြီးဟာနောက်ပြန်လှည့်လို့မရတော့တဲ့ဆိုးရွားလာတဲ့သမိုင်းတစ်ကိုရေးထိုးရတော့မှဖြစ်ပြီးအဲ့ဒီခါမှာသမိုင်းတရခန့်ကဘသူဆိုတာကွင်းကွင်းကွက်ကွက်ပေါ်လာမှာပဲဖြစ်ပါတယ်။တကယ်တော့စစ်ပွဲဟာမကောင်းတဲ့အရာဆိုတာကိုကျွန်တော်တို့အားလုံးသိကြပါတယ်။ဒါမှလည်းတတိယနျူကလ িয়ার ကမ္ဘာစစ်ဖြစ်လာခဲ့ပြီဆိုရင်လည်းကျွန်တော်တို့အနေနဲ့ဒါကိုကျင်းသေးပေါက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။အမှန်တကယ်မှာတော့ကျွန်တော်တို့ဟာကမ္ဘာကြီးငြိမ်းချမ်းသာယာဖို့အတွက်လူမျိုးရေးနိုင်ငံရေးနဲ့ဘာသာရေးတို့မှာအစွန်ရောက်တာကိုရှောင်ပြီးစင်ကျင်တုံတရားလက်ကင်ထားကတကမ္ဘာလုံးကောင်းကျိုးကိုသာဆောင်ရွက်တင်ပါတယ်။နိုင်ငံတိုင်းလူမျိုးတိုင်းဟာလည်းနှိမ့်ချနိုင်တဲ့စိတ်နဲ့အချင်းချင်းချစ်ကြည်ရေးကိုလည်းရေရှည်ဆက်ဆံတည်ဆောက်တင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ပရိသတ်တို့အနေနဲ့ရောနျူကလ িয়ার တတိယကမ္ဘာစစ်တကယ်ပဲဖြစ်လာနိုင်သလားဆိုတာကိုမိမိတို့ရဲ့ထင်မြင်ချက်တွေကိုကွန်မန့်မှာရေးပေးသွားရင်းနဲ့တကယ်လို့နျူကလ িয়ার တတိယကမ္ဘာစစ်ဖြစ်လာခဲ့ရင်ပုံခုနိုင်မဲ့ကမ္ဘာပေါ်ကအကောင်းဆုံးနေရာဟာဘယ်နေရာလဲဆိုတာကိုပါပရိသတ်တို့သိရင်ပြောပြပေးသွားခဲ့ပါအောင်ခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိနေပါတယ်ခင်ဗျာ